နေအောင်ချီလိုနွေအခန်းလေးဆိုင်ကယ်ရဲ့အရှိန်ကပုံမှန်စနစ်နဲ့ငိမ့်ငိမ့်ကလေးကတ္တရာလမ်းမတွေရဲ့ပေါ်ပြေးဆွဲနေတယ်။နဘေးကနေဖြတ်ကျော်လာခဲ့တဲ့လူတစ်ပင်ချောင်းကြီးချောင်းငယ်တွေအားလုံးနေသက်တွေကငိမ့်ငိမ့်လေးပဲလိုက်ငေးကြည့်နေတယ်။ရုတ်တရက်ဆိုင်ကယ်ကခလုတ်တစ်ခုကိုသွားတိုင်ပြီးတော့ငိမ့်ကနေဖြစ်ပြီးအကွာအဝေးကပိုပြီးနီးကပ်သွားရော။ဒီဘက်လမ်းတွေကနည်းနည်းကျန်းတယ်မင်းတီချကင်ထားနော်အဲ့လိုပြောပြီးစောစောလေးကအရှိန်ထက်ပုံမြန်တော့နေသက်တွေဆိုင်ကယ်အမီးကလက်ကင်ကိုတင်းနေအောင်စုပ်ထားလိုက်မိတယ်။နေရာဒီဖြစ်တာမို့ညနေ4 နာရီအချိန်ဆိုတာနေပူရှိန်ရှိနေသေးတယ်။လမ်းဘေးဆိုင်လေးတွေကတော့လူတစ်ယောက်စ2 ယောက်စရှိနေတော့မယ်။ဆိုင်ကယ်ကိုခြေတစ်ဖက်ထောက်ရင်နောက်လှည့်ပြီးအဲ့လူကမိတယ်။မင်းအေးတောင်မလားတဲ့တင်လျော်သလိုစီစဉ်မှုတွေကြားနေသားကြခဲ့တာမို့လို့မလားဆိုတဲ့ရွေးချယ်မှုဝါကြတွေတိုင်းကနေသက်တွေအတွက်စိမ့်သက်နေတော့မှာပဲအသေးအမွားကိစ္စလေးတွေဆိုပေမဲ့သူလူမန်းတီးတဲ့စားကလေးကဘလို့ရွေးချယ်မှုမျိုးမှမလုပ်ခဲ့ရဘူးလေဟေးတိထွက်ထက်ခေါ်ပြန်ပြီနေသက်တွေခေါင်းလေးဆောင်းသွားပေမဲ့အကြီးကိုထက်လွဲလိုက်မိတယ်အဲ့လူကတော့ရီးပါတယ်ဇီးဖြော်ရည်တောက်ကြည့်အပေါ်ကစိတ်ကလန်မလေးတွေကအရန်ကောင်းတယ်ဖြော်ရည်နီနီတွေပေါ်ဝဲနေတဲ့မဲမဲခဲလေးတွေကနေသက်တွေရဲ့စိတ်ကလေးကိုပြန်ခေါ်ပေးတယ်ဆိုင်ရှင်ကဖြော်ရည်နီနီတစ်ခွက်ကိုအဲ့လူကိုအရင်လာချပေးတယ်ဆရာလေးရေခဲကုန်နေလို့ဒီနားလေးတင်သွားဝဲခဏနော်ပိုက်ကိုတစ်ချက်မွေပေးပြီးအဲ့လူကဖြော်ရည်ခွက်ကိုသူ့ဘက်တွန်းပို့ပေးတယ်ကျွန်တော်ကိုရေတစ်ခွက်အရင်ပေးပါဗျဆိုင်ရှင်ကရေတစ်ခွက်လာချပြီးတော့တကြိုက်ထဲနဲ့မောတောက်ပြစ်လိုက်တာခဏလေးပဲသူတော်တော်လေးရေစာနေတဲ့ပုံပဲတောက်လေဘာလို့လဲနေတန်တွေပိုက်သေးသေးလေးကိုငုံပြီးတစ်ချက်ဆုပ်လိုက်တယ်ချိုပြီးချင်းများများရတာလေးနဲ့လေချောင်းတစ်လျှောက်စီးဆင်းသွားပြီးရင်ထဲအထိအေးချမ်းစေတယ်ငါညကြရင်ဟိုဘက်ရွာမှာကလေးတယောက်သွားကြည့်ပေးစရာရှိတယ်မင်းလိုက်မလားတက်တွေပိုက်ငုံထားလျက်နဲ့ပဲမျက်လုံးဝိုင်းလေးနဲ့မော်ကြည့်တော့အဲ့လူကဘာမှမရှိတဲ့ရေခွက်ကြီးကိုကောက်မော်တယ်တတိထားမိတဲ့ပုံလည်းမပေါ်ဘူးလိုက်ပါမယ်နေတက်တွေရဲ့ဖြော်ရည်မကုန်ခင်ရေခဲထက်ရောက်လာပြီးဆိုင်ရှင်ကမြန်လေးပဲဖြော်ပေးပြီးနေတက်တွေတို့ဝိုင်းကိုလာချပေးတယ်အချိန်ကြာကြီးရဲ့အထိအဲ့လူရဲ့ဖြော်ရည်ကမကုန်သေးဘူးနေသက်တွေပြီးသွားတော့မှပိုက်ကိုဖယ်ပြီးတကြိုက်ထဲမော်တောက်လိုက်တယ်မင်းပြီးရင်ပြန်ရအောင်လေဆိုင်ကယ်အုပ်ထုပ်လေးပိုက်ထားလျက်နဲ့ပဲနေသက်တွေကထရက်လိုက်တယ်အဲ့လူကတော့ဆိုင်ရှင်နဲ့ပတ်စံရှင်းပြရနဲ့ဆိုင်ကယ်ရှိရာစီရောက်လာတယ်အုပ်ထုပ်ဆောင်လေးကျိုးမချီတတ်လို့ရုတ်တရက်သူ့မေးဖျားကိုအဲ့လူကပင့်တင်လာတယ်။ခေါင်းမော်သွားတဲ့အခါမျက်လုံးချင်းစုံတိုင်းအကြီးကိုလွဲသွားပြန်ရော။ပြီးတော့အုတ်ထုပ်ကိုခေါင်းကိုဆွတ်ချပေးရင်ကျိုးတက်ပေးတယ်။ကလစ်ခနဲ့အတန်မြည်သွားတဲ့အခါခေါင်းကိုလှုပ်တဲ့အထိပုတ်ပြန်တယ်။ပြီးတော့ပြောတယ်အိမ်ပြန်ကြစို့တဲ့။သူတို့အိမ်ပြန်ရောက်တော့9 နာရီတောင်ထိုးနေပြီ။အန်တီမြင့်ကထမင်းချက်နေတော့မယ်။ရက်တောင်တကားကနဲ့မိဖို့ပဲတော်တော်လေးဒုက္ခရောက်နေရှာတာနေသက်တွေခြေလန်းပြင်လိုက်ရုံရှိသည်ကော်လန်စားကနေအဲ့လူကပြန်ဆွဲတယ်ဘာသွားရှုံးမလို့လဲရေအေးလေးတောက်ပြီးရေချိုးတော့လေထမင်းအိုးလောက်ကတော့သူတည်တတ်ပါတယ်တခါလေးပဲအပူလောင်ဘူးပေမဲ့နောက်ကျအဆင်ပြေသွားတာပဲလေနေသက်တွေခေါင်းလေးဆောင်းပြီးအဲ့လူကိုမောကြည့်တော့အန်တီမျက်စီကိုရောက်သွားပြီးစကားတွေသွားပြောနေတယ်။နေသက်တွေလည်းရေချိုးဖို့ပြင်ရတော့တယ်။အလုတ်ကျန်းတော့မဟုတ်ပေမဲ့ဆန်ဆက်ကထွက်တဲ့ဖွဲမုံတွေကအသားသိရတာ။နေသက်တွေရဲ့အဝတ်မဖုံးမိတဲ့လေပင်တို့လက်ဖမိုးလိုနေရာတွေကိုအဖူးပိန်လေးတွေတောင်ထွက်နေပြီ။သက်တွေရေအဲ့မှာစိန်ထားတဲ့တားကူကူကြီးအဝတ်လေးတစ်ထည်လျှော်ပေးလိုက်ပါအောင်။နေသက်တွေကအမူအရာသာပြလိုက်ပြီးစိန်ထားတဲ့အဝတ်တစ်ထည်ဆိုတာကိုကြည့်လိုက်တော့အတွင်းခံပေါင်းမိဖြစ်နေတယ်
နေသက်တွေခေါင်းလေးဆောင်းပြီးစားဖြတ်မယ်ရှိသည်လက်ထဲကနေဆွဲလူခံလိုက်ရတယ်လူကြီးပစ္စည်းကိုကလေးတွေမထိရဘူးစေအိုးပေါင်းပေါ်တင်ပါလွယ်ဖွားဖွားလေးထိုင်ပြီးအဲ့လူကသူ့ကိုငုံကြည့်ရင်ပြောတယ်ပြန်ပြီးအန်တီမြင့်လျှော့ခိုင်းတယ်နေသက်တွေကခေါင်းလေးတစ်ချက်ဆောင်းရင်ပြောတော့အဲ့လူကဘောင်းမီကိုဒီအတိုင်းရေးစေးပြီးညှစ်ပြီးတန်းပေါ်လန်းလိုက်တယ်နေသက်တွေကခေါင်းလေးတစ်ချက်ဆောင်းရင်ပြောတော့အဲ့လူကဘောင်းမီကိုဒီအတိုင်းရေးစေးပြီးညှစ်ပြီးတန်းပေါ်လန်းလိုက်တယ်ပြီးတော့သူ့ဘက်လှည့်ပြီးပြောတယ်တွေ့လားပြီးပြီနှစ်ယောက်သားဂယုဆိုင်နော်အန်တီမြင့်ကတော့မိုးချုပ်ကြီးလွတ်ရတာဆိုတော့စိတ်ပူနေရင်ပြောတယ်ဆိုင်ကယ်ဆက်နိုးတန်ကပတ်ဝန်းကျင်ကိုလွှမ်းခြုံသွားပြီးခလန်းလန်းရောက်တဲ့အခါအန်တီမြင့်ရဲ့အရေးကလည်းအမောင်နဲ့ပျောက်ကွယ်သွားတယ်အမောင်ရန်နဲ့ဆိုင်ကယ်မိဝကြမ်းကြမ်းအယောင်ကအရှိရက်ကိုပို့ပြီးထင်ရှားစေတယ်တိတ်မမောင်းလိုက်ရပဲအိမ်တအိမ်မှာဆိုင်ကယ်ရက်လိုက်တယ်ဆိုရင်ပဲကလေးငိုတန်ကိုအကျယ်ကြီးကြားလိုက်ရတယ်ဆရာရဲ့ကလေးကရက်သားပဲရှိသေးတာရဲ့ခဏခဏငိုနေတာဆေးအိတ်ကိုကူတယ်ပေးရင်ကလေးအဖေကတော့စိတ်ပူဟန်နဲ့စကားတွေအများကြီးပြောနေတယ်ဆိုလာမီးဖျားကြောင့်အိမ်ထဲလင်းရောင်ကထိန်နေတယ်ကလေးကိုဂယုတဆိုင်ကြည့်ရှုနေစဉ်အဲ့လူရဲ့အမူအရာကတိတ်ကိုတည်ငြိမ်တာနာဒံဖြောင်းဖြောင်းနဖူးပြင်ကျဲကျဲမထူမပါနှကန်းတစုံအဲ့လူကကြည်ကောင်းတဲ့ယောက်ျားတစ်ယောက်ပါပဲချက်ကအဆူပဲရှိနေသေးတော့ချက်ကြိုက်နေတာပါမနေ့ဖြန်ကျွန်တော်စီးရုံကတားဖွားဆရာမကိုအကူအညီတောင်းပေးပါမယ်ကျေးဇူးတင်ပါတယ်ဆရာရဲ့ကလေးမိကတော့လူနေတဲ့ဆေးတွေပါတွေထုတ်ပြရင်သုံးတဲ့မသုံးတဲ့မင်းမြန်းတော့ကြော်စီရန်ထုတ်ကအဆင်ပြေကြောင်းပြောတယ်ရုတ်တရက်နေသက်နွေရဲ့အောက်နှခမ်းကိုဆွဲပြီးပါဇက်ထဲကိုစေးမုံတချို့ကိုသူ့လက်နဲ့ခွန်လာတယ်ချိုများဆေးရတာကရှာပြားမှာဆွဲသွားတာကြောင့်နေသက်နွေမြို့ချလိုက်တော့တစ်ဖက်ကိုလဲသွားတဲ့လူစီကရေတံတူတူလေးကိုကြားလိုက်ရတယ်ကဲကျွန်တော်ပြန်လိုက်ပါအောင်မယ်ကလေးကတော့စိတ်မပူရပါဘူးချက်ကြိုက်တာကတော့ပုံမှန်ပါပဲချက်ကျိုးကြွေသွားရင်တော့အဆင်ပြေပါပြီအိမ်ရရှိရထိလိုက်ပို့ပေးတဲ့ကလေးရဲ့ဖေးအပေါ်ပြန်တက်သွားတဲ့အခါကျမှနေသက်နွေတို့ဆိုင်ကယ်ဆက်နိုးရင်ထွက်လာခဲ့ကြတယ်ချိုမြိန်မြိန်ဆေးရတာကပါဇက်ထဲဆွဲနေတုံဖြစ်ပြီးဘာဆေးလဲနေသက်နွေတိတ်ကိုတိချင်နေခဲ့တာညလေးအေးတာကြောင့်မျက်နာကိုအဲ့လူရဲ့ကြောပြင်မှာကတ်ထားလိုက်မိတယ်တယောကမွန်းနဲ့လျှော်ထားတဲ့အဲ့လူရဲ့သပင်အနံ့ကလက်လက်ဆက်ဆက်လေးခေါင်းလေးစောင်းသွားတဲ့အခါအဲ့လူရဲ့ကြောပြင်နဲ့နေသက်နွေရဲ့ပါသွားရိုက်မိတော့အိမ်ငိုက်နေပြီလားတဲ့နေသက်နွေကဟင်းအင်းဆိုပြီးဖြေတော့ဘာမှဆက်မမီတော့ပြန်ဘူးဆိုင်ကယ်ကခြံဝိုင်းနဲ့ကိုယ်ဝင်ပြီးတာနဲ့အိမ်ရှိကိုတန်းရောက်သွားတာပဲနေသက်နွေမတ်တက်ရက်နေတော့ဆိုင်ကယ်တောက်ထောက်ပြီးအုတ်ထုတ်ကျိုးကိုဖြီးပေးတယ်ခြေလက်စီးပြီးအိတ်တော့ဆိုင်ကယ်အုတ်ထုတ်ကိုချွတ်ယူပြီးနေသက်နွေရဲ့သပင်တွေကိုပုတ်တက်ပြန်တယ်ခုနာကဘာစေးလဲရင်နေသက်နွေရဲ့မျက်ဝန်းတွေကအမောင်ရန်နဲ့တပွင့်နဲ့အားနဲ့မှန်နဲ့လင်းလက်နေတဲ့ကျဲပွင့်လေးလိုပဲခေါင်းလေးဆောင်းမဲ့ကြံယုံရှိသည်ကြော်စီရန်ထုနေသက်နွေရဲ့ခေါင်းကိုလှမ်းထိန်လိုက်တယ်ကျဲပြန်းတဲ့လက်ဖဝါးတအုပ်မှာနေသက်နွေရဲ့ခေါင်းလေးမှာလှုပ်မရရှားမရပြီးတော့ပုံမှန်မျက်နှာထားနဲ့ပဲပြောတယ်အဲ့ဒါကလေးအမေတွေနှုတ်မထွက်ရင်တောက်တဲ့နှုတ်လိုက်စီအဲ့ဒါဆိုမင်းစီကချူတွေထွက်တော့မယ်နေသက်နွေငိုင်ကျသွားတယ်ခေါင်းလေးဆောင်းရင်အိတ်ခမ်းထဲဝင်သွားပုံကပခုံးလေးနှစ်ဖက်ပါကိုင်းပြီးကြုံလေးနေသက်နွေရဲ့ခန်းထဲရောက်တာနဲ့မှန်ရှိအဝတ်ကိုလန့်ပြီးရင်ဘတ်ကိုငုံကြည့်လိုက်မိတယ်ညီရဲနေတဲ့အစေးပစ္စည်းလေးကအဲ့အတိုင်းဘာပြောင်းလဲမှုမှမရှိသေးဘူးချိုများတဲ့အစေးရတာကတော့ရှာထိတ်လေးမှာရှိနေတော့မယ်အမေကြီးနေသက်နွေငိုတော့တယ်
မျက်လုံးဝိုင်းတွေစီကမျက်ရည်ပူပူပေါက်ပေါက်ကျတဲ့အထိကျော်စီရန်ထွတ်ကတော့ကြောင်အသွားတယ်အနာနာကပ်လာပြီးရင်ဘတ်ကိုဆွဲချပြီးမိတယ်ဘယ်နာကနာလို့လဲနို့တွေထွက်ရင်ရုတ်တရက်ပဲသူ့ပါးနှစ်ဖက်ကိုစုပ်ကင်လာတယ်အဲ့ဒါရက်စားတွေငါမင်းကိုနောက်လိုက်တာသူ့ကိုနောက်ပြီးတိုင်းမမြင်အောင်ရီထက်တဲ့လူကအဲ့အချိန်မှာရီမနေခဲ့ဘူးတကယ်နော်အတန်နဲ့တောင်မဟုတ်ပဲအဲ့လူကခေါင်းငိမ့်ပြတယ်ပြီးတော့နေတန်တွေရဲ့ပါးပြင်ပေါ်ကမျက်ရည်စက်တွေကိုဖွာလေးတုပ်ပြီးတယ်အငိုတိတ်သွားပြီဆိုတော့မှအဲ့လူကအပြင်ကိုထွက်ဖို့ပြင်တယ်အခန်းဝါရောက်ပြီးတော့နောက်ပြန်လဲရင်နောက်တစ်ခါထပ်မငိုနဲ့နေတက်တွေအဖြေပြန်မပေးတော့အပေါဝါကနေခါထောက်ပြီးထပ်မိတယ်နောက်တစ်ခါထပ်ငိုရင်ငါမင်းကိုဘာလုပ်မယ်ထင်လဲမသိဘူးဒီတစ်ခါလဲသူစလို့နေတက်တွေငိုမိတာလေရိုက်မှာမင်းတင်ပါကိုအဲ့လူကတော့ပြောပြီးထွက်သွားတာပဲနေတက်တွေရဲ့ပါးနှစ်ဖက်ကပူကျစ်ပြီးကြံခဲ့ရတယ်နေအောင်ချီလိုတွေအခန်းကတောက်ကြနေတိုင်းအဲ့လူကအိမ်ပြန်မလာတတ်ဘူးညဆိုင်မှာဆင်းရတယ်လို့အန်တီမြင့်ကပြောတယ်ညကတိတ်ကိုတိတ်ဆိတ်နေခဲ့တာဂီတာတင်လဲမကြားရတယ်လို့ထမင်းစားဖို့လာခေါ်တဲ့လူလည်းမရှိနေသက်တွေရဲ့လှုပ်ရှားမှုတိုင်းကတန်ပတ်ပြီးထားတဲ့စက်ရုပ်လိုမျိုးအဲ့အချိန်တိုင်းပဲအတိအကျလှုပ်ဆောင်တတ်တယ်ထမင်းစားမယ်လို့လာခေါ်မဲ့လူမရှိတဲ့အခါအခန်းထဲကုတ်လေးလိုက်ကာစားကိုငီးမောနေရင်ပေါ့အမေကိုလွမ်းနေခေါင်းလေးတဆောင်းဆောင်းနဲ့နေတက်တွေကခေါင်းထဲရှိတဲ့လူတွေရဲ့အကြောင်းကိုသာထက်ခါတလဲလဲစက်တိုက်တွေးနေတယ်ကောင်းကင်ပြာကနေမဲမောင်သွားတယ်ကဘာမြေမှာအလင်းရောင်လေးကဖြော့ဖြော့ပဲကြံတော့တယ်ခဏကြာမှတော့အဲ့ဒီလင်းရောင်လေးဟာလည်းမိန်ဖြော့ရင်အမောင်တူရဲ့ဝါမျိုးချင်းကိုခံယူလိုက်ရတယ်ပိန်ပါပါကိုတီတီလေးကနေပူတမ်းမခံနိုင်တော့ဖျားတော့တာပဲနေတက်တွေအမေစီဆက်သွယ်ခဲ့ပေမဲ့တက်ဆွေစာမေးပွဲရက်မှုဆိုပြီးအမေကလာဖို့ကိုညှင်းပါတယ်အန်တီမြင့်ကထမင်းပုံမှန်အတိုင်းချက်ထားပြီးခဲ့ပြီးနာရီတစ်ခုစီသွားတယ်ငိမ်သက်နေတဲ့အိမ်နဲ့နေသက်တွေအင်အားမရှိစွာလဲလျောင်းနေတယ်ဆိုင်ကယ်ဆက်တန်းငြိမ်ငြိမ်လေးကြားတဲ့အခါခေါင်းလေးကဆက်ခနဲအဲ့လူရဲ့တချင်းတန်တအေးကပဲနှွေးထွေးသွားစေတာမျိုးအမေကိုလိုအပ်တယ်လို့မျိုးတက်နှွေးအဲ့လူကိုလည်းလိုချင်တယ်အလုံးမသွားဘူးလားတချင်းတန်ရက်သွားပြီးအဝတ်တောင်မလဲရသေးပဲနေတက်နှွေးအခန်းထဲဝင်လာရင်မဲမီးတယ်နေတက်တွေနှာခေါင်းတိတ်လေးတွေကျင်တက်လာပြီးငိုချင်လာတယ်။ခေါင်းလေးဆောင်းရင်ဘာမှမပြောတော့ကျဲပြန့်တဲ့လက်ဖွားတွေကနဖူးစီကိုခပ်ဖွားဖွားလေးလာအုပ်တယ်။ဖျားနေတာကိုဘာလို့ဖုံးမဆက်တာတော့လေတံကခတ်တင်းတင်းပဲမျက်နှာထားတီတီနဲ့ပြန်ထွက်သွားတော့နေတက်တွေမျက်ဝန်းဝိုင်းနဲ့မျက်ရည်ကြီးတွေပြည့်နှက်လာခဲ့တယ်။ခေါင်းလေးအောက်ဆိုင်ထားတော့ခြေတံကြောင့်မော့ကြည့်လိုက်တော့အဲ့လူက4000လက်ဆွဲရဲ့အကြီးကြီးကိုဖွင့်ပြီးဆေးပစ္စည်းတွေကိုထုတ်နေတယ်။ဘာစားထားလဲ။နေတက်တွေကခေါင်းခါတော့ချစ်ဆိုပြီးလှုပ်ပြတယ်။ခေါင်းလေးတဆောင်းဆောင်းနဲ့နေတက်တွေရဲ့ပုံစံကတကယ်ကိုတနာကျင်စပွဲလေး။အစာမရှိပဲစီးတောက်ရင်ဒီနားလေးကနာနာဖြစ်တတ်တယ်။သိရဲ့လား။ဆိုပြီးနေတက်တွေရဲ့ပိုက်ချက်ချက်လေးကိုလက်ညှိုးထိုးပြီးပြောတယ်မစားချင်ဘူးအဲ့ဒါဆိုနာနာဖြစ်မှာနော်နေတက်တွေအပြေမဟုတ်တော့ခေါင်းဆောင်ခြင်းကိုပြုလုပ်ပြီးနောက်ခေါင်းကိုအောက်ကိုငုံချထားတယ်ဘာဖြစ်လို့လဲအိမ်ပြန်ချင်လို့လားတည့်ရွက်လေးတွေငြိမ်သက်တဲ့အခါပူခေါင်လေးတွေဆင်းသက်တဲ့အခါမျိုးပေါ့တဘာဝကပေးတဲ့မူးလေဝတ်တာခံမှန်းမှုလိုမျိုးနေသက်တွေရဲ့မตาရတဲ့အမူအရာတေးသေးလေးတွေကိုကြည့်ပြီးအဲ့လူကခံစားချက်တွေကိုခံမှန်းတတ်နေခဲ့ပြီလာမဲ့ပရက်ကြရင်ပြန်လိုက်ပို့ပေးမယ်နေကောင်းမှနော်မျက်ရည်တစ်စက်ကလိမ့်စင်းပြီးသားမို့နေသက်တွေမတားဆီးနိုင်ခဲ့ဘူး
နေတဲ့နွေရဲ့မျက်ရည်စားတွေကိုအဲလူကလက်မလေးနဲ့ခပ်ဖွားဖွားတုပ်ပေးတယ်။ငါစကားကိုနားမထောင်ပြန်ဘူး။နေတဲ့နွေကအစားကဝမ်းနေနေပေမဲ့ပျော်ရွှင်လာတယ်လို့ခံစားလာရတယ်။အရွယ်ရောက်ပြီးသားလူတစ်ယောက်ဆိုပေမဲ့နေတဲ့နွေရဲ့အသိဉာဏ်ကတစုံတစ်ယောက်စီမှမိခိုဖို့အထိအားနည်းနေတော့မယ်။တောင်မှန်ကျိုးနေတဲ့ငှက်လေးတစ်ကောင်ကတဘာဝကြကြပဲခက်ခိုင်ခိုင်တစ်ကိုင်းလေးမှာနားခိုရတာကိုသိတဲ့သဘောကျနေခဲ့တယ်။အဲ့တစ်ကိုင်းလေးကနှွေးထွေးတယ်။အမြဲတမ်းရီမောမနေပေမဲ့ပြုံးလိုက်ရင်တိတ်ကြည့်ကောင်းပြီးငှက်လေးကိုလည်းစီးတိုက်ပေးသေးတယ်။နေတဲ့နွေရဲ့မျက်ခွန်တွေကလေးလံလာပြီးအမောင်အတိကျသွားတယ်။ပူပြင်းတဲ့မိမြိုက်တွေကြားမှာရောက်နေတယ်လို့မျိုးတက်ဆွေကိုတောင်းမှန်ပါတယ်မိုးရွာတဲ့ရက်နေရင်ထီယောက်ကညီငယ်ကတော့ယွန်ရှာနေတဲ့အကြည့်တွေနဲ့ချီးပဲတက်တွေစောက်ယူပဲမင်းကြောင့်ငါအပေါင်းတင်နေကြဘလောက်တောင်မျက်နှာငယ်ခဲ့ရလဲမင်းကဘယ်မှာအကိုဖြစ်ထိုက်လို့လဲစောက်အားထည့်ရဲ့သူ့သားတွေကတဆက်နာကျင်လာတယ်လို့ပဲမိုးရေစက်တွေကတိတ်အေးတာပဲတက်ဆွေကိုဒီလိုမပြောပါနဲ့ရင်ဘတ်ထဲရနာလို့ပါရုတ်တရက်ပါပဲလက်ဖွားစီအေးချမ်းတဲ့အထီတွေ့လေးကအုံမိုးလာတယ်တိတ်ကိုအေးချမ်းတာပဲမြေပြင်းတွေအားလုံးငြိမ်သက်သွားတယ်လို့မျိုးမိုးရေစက်တွေကနေစိမ့်ဆူနေတဲ့တစ်ပင်လေးတစ်ပင်အဖြစ်ပြလဲနေတဲ့ကောင်းကင်လေးအဖြစ်အဲ့လိုလေးအေးချမ်းသွားခဲ့တာထက်ငိုနေပြန်ပြီငါနဲ့အိမ်မက်ထဲကြားရတဲ့အတန်ကရင်းနီးကြားဘူးနေတဲ့အတန်မျိုးဆူဆွနေတဲ့နားတယ်တွေစီအဲ့ဒီအေးတက်ကကူးခတ်လာပြီးပူနွေးမှုတွေကိုခြောက်သွေ့စေတယ်နူးနူးညံ့တတလေးနေတဲ့တွေကြောင်လေးတစ်ကောင်လိုတိုးဝေတော့ရီတန်ကအဝေးကြီးကနေနားစီတဲ့ညင်ကလေးပြေးဝင်တယ်ကိုပေါ်လေးလံလာတဲ့အထီးတွေကနှွေးထွေးတယ်လက်ထဲဖမ်းဆုပ်ထားမိတဲ့အေးတက်လေးကယုံတော့နေတဲ့နွေအမိရပြန်ဖမ်းဆုပ်တယ်မလွတ်ပေးချင်ဘူးအေးတက်လေးကစက်မယုံတော့ပဲသူ့စပင်နေကြပြေးလွှားနေပြန်တယ်ပြီးတော့တက်နေပပတ်ပါစီဤကနေကြရောက်လာတဲ့အရာအဲ့ဒါကအေးမနေပဲပူနွေးပြီးနုညံ့တယ်ပြားပတုံးလေးကပန်းကလေးကိုမရဲတရဲခိုးနှမ်းသွားတယ်လို့မျိုးတရွက်စိမ့်လေးပေါ်နှင်းရည်လေးပေါက်ခနဲကြားတယ်လို့မျိုးညင်သာပြီးတယူတရဆန်တယ်အိမ်မက်လက်တွေးဆန်ပြီးတတောင်းတတာရှိလွန်းလို့သူဘယ်တော့မှနိုးမထချင်တဲ့အိမ်မက်တစ်ကိုင်းလေးကတော့တရွက်တွေကိုသူ့ဘာသာတဖြောက်ဖြောက်ချွေချရင်တူတူလေးပြောတယ်ငှက်ဆိုးလေးရေမင်းသာဆန္ဒရှိရင်တသက်လုံးနားခိုလို့ရပါတဲ့နေအောင်ချီလိုနေအခန်း6နေတဲ့နွေရဲ့အဲ့ဒီနေ့ဖြစ်ပျက်ကလေးအေးလေးတိုးရတဲ့အိမ်မက်လေးလိုပါပဲအထီးတွေကဖွာလေးပြီးတော့တခဏတာလေး9 နာရီထိုးစေးရုံမသွားခင်စေးတွေတေချာထည့်သွားပြီးတဲ့အဲ့လူကထမင်းစားဖို့ကိုလည်းတွတ်မာနေသေးတယ်အမေကိုထပ်ပူနေသေးတယ်ဆိုစေးရုံကိုခေါ်ခဲ့နော်အေးပါငါတေချာကြည့်ထားပေးပါမယ်တက်နွေးရလဲကလေးမမဟုတ်တဲ့ဟာပြောကြတော့ကျော်စီရန်ထွေးရဲ့အကြည့်တွေကနေတက်နွေးပေါ်ကြားရောက်သွားတယ်ပြီးတော့တိုးတိုးလေးထပ်ပြောသွားတယ်ခလာတီးတီးခွာတီးတီးလေးတဲ့အန်တီမြင့်ကတော့သဘောတကြားနဲ့အကြာကြီးအော်ရီနေတော့တာပဲနေတက်နွေးကတော့အနှွေးထဲရှည်ကြီးနဲ့မြုပ်လို့အလုံးမသွားရပေမဲ့နေတက်နွေးလှုပ်စီနဲ့အိမ်မှုကိစ္စလေးတွေအစုံလိုက်လုပ်ပြီးရှာတယ်ချွေးလေးနည်းနည်းထွက်တော့နေရထိုင်ရအဆင်ပြေလာပြီးအဖျားကလည်းကျသွားတာကြောင့်စီးရုံကိုမသွားဖြစ်လိုက်ဘူးနေတက်နွေးကအိမ်ရှိရတစ်ပင်ရိပ်လေးမှာထိုင်ပြီးဒုတ်တချောင်းနဲ့မြင်းချောင်းတွေကိုရေးချစ်နေတယ်ကျော်စီရန်ထိုးရဲ့အကြောင်းခေါင်းထဲရောက်လာတဲ့အချိန်ဆွဲလက်စားလက်ကလေးရက်တန့်သွားပြီးခေါင်းလေးတစ်ချက်ဆောင်းလိုက်မိတယ်ရင်ဘတ်ထဲကတဆက်တုံရလာပြီးသူ့အဲ့လူကိုအမြဲတွေ့ချင်နေမိတော့တာပဲမိသားစုပြီးရင်နေသက်နွေးပထမဦးဆုံးခင်တွယ်မိတဲ့အဲ့ဒီလူဆိုင်ကယ်ဆက်တန်းကြားတဲ့အခါခေါင်းလေးတစ်ချက်မော့ကြည့်
ခြေတစ်ဖက်ထောက်ချရင်သူ့ရှေ့ရောက်လာတဲ့ခြေတံရှည်တွေနေကောင်းပြီလားနေသက်တွေက ခေါင်းလေးငိမ့်နေပြီးတော့ဆက်ခနဲ့ခေါင်းလေးထပ်ဆောင်ပြန်နေအပြင်မှာလေအေးတိုက်တယ်အထဲဝင်နေလေမင်းဖျားရင်ခိုးကြီးလိုပဲတအီညီးနေတာမျက်နာမူရနဲ့ပါတရုပ်ဆောင်ပြတဲ့အဲ့လူကြောင့်နေသက်တွေရဲ့ပါးလေးနှစ်ဖက်ရဲတက်သွားတယ်တနင်းကနေတနေ့ကတော့အဲ့လူနာပါတယ်ပဒင်းပေါက်ရှိကလထိုင်ပေါ်လဲရင်နိုင်ငံရေးဝတ္ထုတွေဖတ်နေတတ်တယ်နေသက်တွေရဲ့အကြည့်တွေကစာအုပ်စီရောက်သွားတဲ့အခါအဲ့ဒီလူကစာအုပ်အဖုံးကိုပိတ်ပြီးနေသက်တွေရဲ့ခေါင်းကိုစာအုပ်နဲ့ပုတ်တယ်ဖွားဖွားကလေးစာအုပ်ဖတ်ချင်လို့လားဟုတ်မင်းလိုခြားတိတ်လေးကတော့အချစ်ဝတ္ထုတွေပဲဖတ်မှာပေါ့နေသက်တွေကကြပြစာအုပ်လေးတွေကြိုက်တယ်ပြီးတော့စောင်းပါးတူတူလေးတွေဖတ်ရတာလဲကြိုက်တယ်အဲ့လူပြောသလိုအချစ်ဝတ္ထုတွေကြီးဖတ်ရတာကြိုက်တာမျိုးမဟုတ်ပါဘူးပဒင်းပေါက်ကနေဖြာကျတဲ့နေအောင်ကြီးကမနှက်ပိုင်းမှုအနေတော်အပူရှိန်လေးရှမ်းကျင်မျိုးကတောမြို့လေးဖြစ်ပြီးတောတတိပေါ်များတဲ့မြို့ငယ်လေးစစ်တောင်းမြစ်ရဲ့ကမ်းနဘေးမှုတချို့လမ်းခရီးတွေဆိုရေလမ်းကနေသွားရတာတွေရှိတယ်ဒီမျိုးလေးရဲ့စီးပွားရေးကတော့စိုက်ပျိုးရေးအဓိကဖြစ်ပြီးရွှေကျင်တာရာဘာစိုက်တာဖရဲတခွာပန်းလျှောက်သီးတွေကလည်းရာသီအလိုက်စိုက်ပျိုးကြတာဖြစ်တယ်နေသက်တွေကဝါကလထိုင်ပေါ်ကအဲ့ဒီလူကိုဖင်ထိုင်ကုန်ပုလေးပေါ်ကနေတွေ့တွေ့လေးငေးကြည့်နေမိတယ်ခေါင်းလေးတစ်ချက်ဆောင်းလိုက်တိုင်းမြင်ကွင်းကရိုင်သွားပေမဲ့မျက်တောင်လေးတစ်ချက်တောင်မခတ်ဘူးဟောင်းနှမ်းနေပြီဖြစ်တဲ့နိုင်ငံရေးစာအုပ်လေးကအဲ့ဒီလူရဲ့သွေးကြောစိမ့်စိမ့်တွေနဲ့လက်ထဲမှာတော့အဖိုးတန်ယေသနာအလားစီထိုးကင်တဲ့အခါရောအဲ့လက်ကလေးဘလို့နေမှာပါလဲဆိုပြီးနေသက်တွေရောင်ချချတွေးမိသေးတယ်ဟေ့ဘာတွေလာကြည့်နေရလဲနေသက်တွေရှက်သွားတယ်မလုံမလဲမျက်ဝန်းဝိုင်းတွေကအပြေရှာခံရမှာကြောက်တဲ့တရက်ခံလို့ဝိပတ်ရှောင်တော့အဲ့လူကခပ်ဖွားဖွားလေးရည်တယ်ရေတံလွယ်လွယ်လေးကလေပြေလေးအေးလေးနဲ့အတူနားစီတဲ့တိုးဝေသွားပြီးနှလုံးသားတဲ့အထိနူးညံ့စေတာမျိုးကြားပြီးရင်ထက်ကြားကျင်နေမိတာမျိုးဒီလကုံရင်မင်းအိမ်ပြန်ကျင်နေဆိုပြန်လေငါမေ့ကိုပြောပေးမယ်ပြန်ကျင်နေပြန်လေပြီးရင်မမြန်ပြန်လာခဲ့ဒီတခါတော့စာအုပ်ကိုပေါင်ပေါ်တင်ရင်နေသက်တွေကိုငုံကြည့်လာပြန်တယ်မသိရင်ဆွဲငင်အားတစ်ခုလိုမျိုးသူတို့အတူထိုင်နေတော့ဘေးရင်ကအတော်ကြီးကဟင်းလာပို့တယ်ဟင်းရီကအပူတွေနော်အဲ့တော်ကြီးကပြောပြီးနေသက်တွေလှမ်းယူအလုပ်နောက်ကနေကြော်စီရန်ထုတ်ကဂျိုင်းကိုဆွဲယူတယ်ကျွန်တော်သွားထည့်လိုက်မယ်တော့အေးကွယ်ဆရာဦးလေးအင်းဒီနေပတ်တာလေငားတွေရတာနဲ့မဝင်ကားလေးပြေးချက်တာဂျိုင်းကိုယူပြီးမိဖို့ခန်းနဲ့ဝင်သွားတဲ့အခါဘေးရင်ကအတော်ကြီးနဲ့နေသက်တွေနှစ်ယောက်ထဲကြံခဲ့ရတယ်နေသက်တွေရဲ့ပုံသဏ္ဍာန်ကမြင်သူတိုင်းဒီလိုလေးပါလားဆိုပြီးတန်းသိစေတဲ့ပုံစံလေးသားအမေကသားကိုဒီမှာရောင်းစားသွားတာနဲ့တူတယ်အဲ့တော်ကြီးရဲ့စကားကိုကြားတော့နေသက်တွေစက်ခနဲတုံရင်သွားတယ်မိုးရွာတဲ့တက်ဆွေထားရခဲ့တဲ့နေ့ကိုပြန်မြင်ရောက်လာတဲ့အခါဝမ်းထဲစိတ်တွေကလိုက်တက်လာပြီးမျက်ဝန်းဝိုင်းနေတဲ့မျက်ရည်တွေအိုင်ထွန်းလာခဲ့တယ်ဖုံးဆက်တုံးကလာတွေ့ဖို့ကိုတူတူခါခါညင်းနေတဲ့အမေအတန်ကိုကြားရောက်ပြီးတော့မျက်ရည်တွေကတာကျိုးတော့တာပဲအတော်ကြီးကတော့အထိတ်တလန့်ဖြစ်သွားပြီးနည်းနည်းလန့်သွားတယ်ဝမ်းထဲလာတာနဲ့နေသက်တွေရဲ့အကျော်လိုက်မှုနှုံးကမြန်လာပြီးခေါင်းဆောင်တာပူပူမြန်လာတယ်ဘာလို့ငိုနေရလဲအမေအတော်ကနောက်လိုက်တာသူဝမ်းနေသွားတယ်ထင်တယ်ကျော်စီရန်ထွေရဲ့မျက်နာကအကြောင်းမဲစွာပဲကွက်ခနဲပြတ်သွားခဲ့တယ်ဂျိုင်းကိုဘေးချလိုက်ပြီးနေသက်တွေရဲ့ပခုံးစွန်လေးကဆွဲပြီးရင်ခွင်ထဲထည့်တယ်ညင်ညင်တတလေးရင်ခွင်ထဲထည့်ထားတဲ့ခေါင်းလေးကိုဖွားဖွားလေးပုတ်ပေးရင်နားလေးကိုဖွားဖွားလေးအုပ်ပေးတယ်မကြားစေချင်တာတွေရှိနေတယ်လို့မျိုးစတာနောက်တာကလည်းစီကန်းလေးပါလေးထားပေါ့ဗျာ
အင်းပတ်နေတဲ့အတော်ယောက်ျားအိမ်ပြန်မလာတော့ဘူးလို့ကျွန်တော်နောက်ရင်ရောအတော်ကြိုက်မလားအတော်ကြီးကတော့တုံလှုပ်သွားဟန်ပဲနေတန်တွေကြားပေမဲ့သူ့နှလုံးသားထဲကနာကျင်နေတုံးပဲအနာဟောင်းပေမဲ့သွေးတစ်ဆက်ဆက်ကျနေတယ်လို့မျိုးနာကျင်ရတယ်မပြေစုံတဲ့လူတယောက်ဖြစ်နဲ့မွေးဖွားလာရတာကိုသိပေမဲ့အသွေးနဲ့အသားနဲ့ဖြစ်တည်လာတဲ့လူမှုသူလည်းခံစားချက်တော့ပါပါတယ်ဂယုဆိုင်ချင်တာယူရခံချင်တယ်ဒါပေမဲ့ချွင်းချက်များစွာနဲ့ပဲဘေးတနေရာကနေပြေဆုံးတဲ့လူတွေကိုငေးကြည့်ရင်စွပြင်းခံရမှာကိုတိတ်တိတ်လေးကြောက်နေမိခဲ့တာသူ့လိုအပ်ဆုံးလူတွေစီကစွပြစ်ခံလိုက်ရမှာကိုတွေးမိယုံနေတဲ့သူ့ရင်ဘတ်ထဲကတဆစ်စစ်နာကျင်လာရတယ်စပင်တွေကိုဖွာပေးနေတဲ့လက်ကလေးကနှွေးပါတယ်ရင်ခွင်ဟာလည်းခက်ကြဲကြဲခိုးဝင်မေးဆက်တဲ့အခါအံဝင်ခွင်ကြားနဲ့လောဘတက်ချင်စရာနေသက်တွေတခါတလေအစ်စ်ကနေပြန်လည်မွေးဖွားခြင်းမိတယ်သူ့ကိုစူးစမ်းခွင့်ပေးတဲ့ပတ်ဝန်းကျင်မျိုးသူစူးစမ်းမှုတွေကိုလက်သင့်ခံပေးတဲ့ပတ်ဝန်းကျင်မျိုးမငိုနဲ့တော့ငါမင်းငိုတာကိုမကြိုက်ဘူးသူ့အထက်ကနေကြားရတဲ့လေတံကခက်အပ်ပါပဲပွေဖက်ထားတာကိုအဲ့လူကလည်းမဖဲသလိုနေသက်တွေကလည်းမယုံကန်မိဘူးခေါင်းလေးတဆက်ဆက်ခါတဲ့အခါအဲ့ဒီလူခပ်ဖွားဖွားလေးခွာပြီးရှာတယ်ပြီးတော့တက်ပြင်းကိုဖွားဖွားလေးချတယ်စနေနံလေးကတကယ်ကိုအခိုက်တုံးလေးပဲတဲ့ညူဆူတဲ့အတန်မျိုးမဟုတ်ပဲတမင်တကာလှုပ်ပြောနေတဲ့အတန်မျိုးအမေကိုတွေ့ချင်တယ်အဲ့လူကရင်ခွင်ထဲကနေပြီးနေသက်တွေကိုခပ်ဖွားဖွားလေးဆွဲထုတ်တယ်ပြီးတော့နေရဲနေတဲ့မျက်ဝန်းတွေကိုဝန်းရံထားတဲ့မျက်တောင်ရှည်တွေကိုဖွားဖွားလေးတူထီတယ်ငါကိုကိုလို့ခေါ်လေလိုက်ပို့ပေးမယ်နေသက်တွေနှာခေါင်းထိတ်လေးပါနေရဲတက်သွားတယ်ရင်ဘတ်ထဲလှုပ်ခတ်လာတဲ့နှုံးကမြန်ဆန်လွန်းလို့သူ့ကိုယ်သူတာအံ့ဩပါရဲ့